တငယ်ချင်းဂျပန်လူမျိုးတို့လက်အိမ်မပါဘဲနဲ့လက်ဖက်တုပ်ကိုအားရပါရနေပြီးကျွေးခဲ့လိုက်တယ်他们这个違うし美味しいわけがဒီကခရီးသွားရင်းနဲ့အမြဲသူများလှုပ်ကျွေးရပဲထိုင်စားနေရမကောင်းပါဘူးလေတခါတည်းလှုပ်ကျွေးလိုက်မယ်ဆိုပြီးလီဗာပူးလေးထည့်သွားလိုက်တယ်ဒီကရှင်တော့ငှားထားအိမ်ကြီးကအရန်ကိုလှနေတယ်တစ်ဖွဲ့လုံးအရန်ကိုပျော်သွားကြတယ်အိမ်လုံးမှာအလှဆုံးအခန်းအမဖူဂျီတောင် view နဲ့အခန်းကိုတငယ်ချင်းဂျပန်နဲ့အော်ငါတို့ဂျပန်နေဆိုတော့တဲ့ဖူဂျီတောင်မြင်မှုပဲနင်းမဲယူလိုက်တဲ့ဆိုပြီးမားကိုအမအကောင်းဆုံးနေရာလေးပြီးရညဘက်စားဖို့ပစ္စည်းထုတ်ဝယ်ကြတယ်လက်ဖက်တုပ်စားဖို့ ingredient တွေလည်းပါတယ်ဝယ်လိုက်တာတော့အလေးတရီများသွားတယ်9000ဘူးအိမ်ပြန်ရောက်တာနေမှာကဆက်လက်တောင်းယူထားဆိုသူတို့ကောင်လို့ TV ဆက်လက်ကျွေးမယ်ဆိုပြီးလက်ဖက်တုပ်လေးစပြစ်มาရဲ့ကိုကလှုပ်နေရဆိုတော့မလှုပ်နေတဲ့လူကိုခိုင်းပါရဲ့ Could you bring me the chopsticks? ပြီးရင်တော့ကော်ပီတို့ခရမ်းရင်လေးတွေကိုမများထည့်ပြီးလက်ဖက်နဲ့ပဲကြော်လေးတည်လိုက်ဟာလေးထည့်လိုက်တယ်သူတို့မေးလိုက်တယ်နင်တို့လို့ MSG စားလားလို့မစားရလို့ရှင်ပြောတော့လို့မစားလဲငါထည့်မှာပဲအဲကောင်းငယ်အဆွဲကလေးမများထည့် MSG ပမာစားလို့ကောင်းတာလေဒီမှာလည်းအချိုမုံတွေတပိတ်တာလောက်ထည့်ပြီးတော့နယ်ပေးလိုက်တယ်လက်အိတ်ကလည်းမပါလာဘူးငါလက်မပါဘူးလို့ဒီတိုင်းပဲနယ်လိုက်မယ်ရတဲ့နေချင်းလို့နေတဲ့စားမယ်တဲ့လေးရတခြားစေးုံတော့တဲ့ပြင်းချက်ညီတဲ့အဖွဲတဲ့မိန်းကလေးဆိုလို့မြန်မာကြောက်ွယ်ပါတယ်ကျန်တဲ့ယောက်ျားလေးတွေပဲစစ်နေတယ်ဘာမှလည်းမချက်ကြဘူးမတော့တဲ့ဖက်တော့ကိုဘီနာတငယ်ချင်းကောင်ညာမြည်ကြည့်ရဲသူက chef တဲ့သူ့ရဲ့အဖေက chef တဲ့မြန်မာကျူးစားပတ်သက်တုတ်ထားတဲ့ဖက်တော့ကိုသူ့ရဲ့ reaction လေး fresh ပြီးရင်တော့ဝိုင်းပလဲမဖောက်တတ်ဘဲနဲ့ဖောက်ချင်နေမြန်မာဝိုင်းတင်ပေးကြတယ်တန်ပိုင်လေးကြတယ်ပြီးတော့မြန်မာရဲ့လက်ဖက်တုပ်ကိုဆက်ပြီးတော့မြည်ခိုင်းနေပေါ့နော် reaction လေးတွေကြိုက်ပါဆိုပါ違うし美味しいわけが美味しい It's a love story, baby, just say. ဒီနေ့တော့လောက်ပါပဲ bye bye